Okay ဒီဘိန်းရတော့ဒါကျွန်တော်နေဝေးသက်ပို့မှာဖြစ်ပါတယ်ဗျာနော်နေဝေးသက်ပို့မယ်နေရာတော့ကျွန်တော်အတိအကျတော့မပြောတော့ဘူးဗျာနော်နေဝေးသက်ပို့မှာဖြစ်ပါတယ်ဘိန်းလေးရတော့ဒါဆင်ငွေလေးကျိုးလွှဲပြီးတော့ဒါအယောင်ငွေရှည်လေးတဲ့ကျွန်တော်သက်ပို့ပေးမှာဖြစ်ပါတယ်ဗျာအရေးကြလက်ငင်းမှာအရေးကြပါဗျာနော်အရေးကြလက်ငင်းလက်ထပ်အားလုံးရတယ်နော်လိုချင်တဲ့ညီကိုတွေရှင်းရင်ယုံကြည်စွာဆက်သွယ်နိုင်ပါတယ်ဗျာဒါကျွန်တော်အယောင်ငွေရှည်လေးနဲ့သက်ပို့မှာဖြစ်ပါတယ်ဗျာ Okay စက်ကြည့်အောင်ဗျာနော်ဘယ်ထိသွားမလဲOkay ဒါလေးကတော့ဒါကျွန်တော်ဒီညီကိုရှီကိုပေါ့နော်နေဝေးကိုကျွန်တော်လာပို့ပေးတာဖြစ်ပါတယ်ဗျာနော်နေဝေးကိုကျွန်တော်ဒါပထမဆုံးပို့ပေးတာပါဗျာနော်ဒီညီကိုကလည်းအပြောကောင်းတယ်လုံးဝယုံကြည်စိတ်ချတဲ့သူမျိုးမို့လို့ကျွန်တော်ဒါနေဝေးကျွန်တော်ပို့ပေးရပါဗျာနော်ဒါကျွန်တော်ဒီညီကိုကျွန်တော်ဆီယံငွေလဲတာတွေပါကျွန်တော်မေးပေးရဗျာနော်ဒီကိုကျွန်တော်ဒီဆီယံငွေတွေပါလွှဲတာလို့လိမ့်ပါပါညာမကြောက်ဘူးလားမကြောက်ပါဘူးကျွန်တော်တယောက်လုံးယုံကြည်မှုနဲ့ပေါ့လှုပ်ချာပါအခုယုံကြည်လို့လည်းကျွန်တော်ဒီဆီယံခွေးပေးလိုက်တာပဲဒါပေမဲ့ line မှာလူလိန်တွေများတယ်ဒါပေမဲ့ကိုကလည်းစကားပြောကောင်းတယ်ဆိုတော့ကျွန်တော်ကလိန်နဲ့ယုံမပေါဘူးပေါ့စိတ်ချနောက်ဒီမှာဆိုင်ငယ်မှာမယ်ဆိုလို့ရှိရင်ဒီကိုစိတ်ချယုံကြည်ပါတယ်မှာလို့ရပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ကျေးဇူးရမ်းတင်တယ်တော့ဗောနော်ကိုလိုယုံကြည်တာအားပေးလို့ကဲဒါနောက်လူတွေပေါ့လိုချင်လို့ရှင်တေချာပေ့တွေအကောက်တွေတေချာလေ့လာပါလိန်တဲ့သူတွေရမ်းများပါတယ်ဗျာနော်အဲ့တော့နောက်လူတွေလိန်ကံမထိအောင်ကျွန်တော်ရှိမှာထိုင်းနိုင်ငံနေရာနဲ့လဲထက်အရေးကြလက်ငယ်အားလုံးအဆင်ပြေအောင်လုပ်ပေးပါတယ်ဗျာနော်โอเคနောက်လိုချင်တဲ့လူတွေကျွန်တော်အချိန်ပြေးဆက်သွယ်နိုင်ပါတယ်ဗျာဒါလေးကတော့ဒါကျွန်တော်လာပို့ပေးတာကပလဲဘိန်းလေးအင်ဂျင်နာစာလုံးဝမရှိဘူးဗျာနော်အလုံးဝရှယ်လမ်းမယ်ဒါမျိုးဘိန်းလေးလိုချင်ရင်ကျွန်တော်ယုံကြည်စွာဆက်သွယ်နိုင်ပါတယ်ဗျာโอเคဘိုင်ဘိုင်ပါဗျာ